ကဘာပေါ်မှာလူသက်သမားအပေါ်ဆုံးမျိုးတွေကဘယ်မျိုးတွေဖြစ်မယ်လို့ပြည်သက်တို့ထင်ပါတယ်လဲမင်္ဂလာပါအမ်နိုင်မြန်မာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကဘာပတ်ပြီးတော့ခီးထွက်ရတာပျော်စရာကောင်းပေမဲ့မတေခင်သွားတင်းတဲ့မျိုးတွေနဲ့မသွားခင်တေသွားတင်းတဲ့မျိုးကိုတော့ခွဲခြားတတ်ဖို့လိုပါလိမ့်မယ်တစ်မျိုးလုံးမှာလူသက်သမားတွေရှိနေတဲ့အပြင်ကတစ်စက္ကန့်နဲ့အလိုက်ကိုအသက်ရှင်ဖို့ရုန်းကန်နေရတဲ့ကြောက်စရာအကောင်ဆုံးမျိုးတစ်မျိုးရှိပါတယ်ဗင်နီဇွဲလားနိုင်ငံရဲ့မျိုးတစ်မျိုးဖြစ်တဲ့ Carrasque ကတော့ဟိုးတိတ်တုံကလှပတဲ့ရိုးရာဓလေ့တွေကြောင့်ကမ္ဘာမှာကြော်ကြားခဲ့ပေမဲ့လို့အခုတော့လူသက်သမားအပေါ်ဆုံးမျိုးလည်းဖြစ်နေပါတယ်2013ခုနှစ်မှာသမ္မတဟူဂိုချီဖက်စ်ကတည်ဆုံသွားခဲ့ပြီးတော့နီကိုလတ်မက်ဒူရိုကသမ္မတဖြစ်လာကြတဲ့ကအာဏာရှင်ဆက်ဆက်အုပ်ချုပ်မှုတွေကြောင့်ဗင်နီဇွဲလားနိုင်ငံအနှံ့စူပူအောင်ကြွမှုတွေဖြစ်လာခဲ့တာပါအစိုးရကလည်းဆန္ဒပြပြည်သူတွေကိုအကြမ်းဖက်နှိမ်နင်းတာကြောင့်အခြေအနေတွေကတော့ထိမ့်မနိုင်သိမ်းမရတွေဖြစ်ကုန်ပါတယ်ငွေကြေးဖောင်းပွားမှုတွေကလည်းအစမတန်ကိုမြင့်တက်လာတာကြောင့်ပတ်စံဆိုတာလည်းစက်ကူတရွက်လောက်တောင်တန်မှုမရှိတော့ပဲဖြစ်သွားခဲ့ပါတယ်ငွေကြေးအခက်အခဲတွေကြောင့်ဖက်ဖက်ကဒုက္ခရောက်လာကြတဲ့ပြည်သူတွေဟာခဏတာပြည်လည်ဖို့အတွက်ကိုဆက်ဆက်ထိမခံနိုင်တော့တဲ့ဒေါသတွေရဲ့ကြောင့်လူအသက်တွေကိုကြက်ကလေးငှက်ကလေးလိုမျိုးတက်ဖြတ်နေကြတာပဲဖြစ်ပါတယ်။ဂိုင်းဖွဲ့စည်းစုံမျိုးကိုမှုလို့ပေါက်အောင်လို့ဖွဲ့ထားကြပြီးတော့လမ်းပေါ်မှာပခုံးချင်းရှင်တိုင်းမရင်တော့မှတစ်ဖက်လူကလူမိုက်ဂိုင်းသားဖြစ်နေရင်တော့နေရာမာတွေကိုနောက်ဘဝကူသွားရနိုင်ပါတယ်။၎င်းမျိုးမှာတော့တရားမဝင်လက်နက်ရောင်းဝယ်မှုကလည်းကြကြံပြပြကိုလောက်ကင်နေတာကြောင့်မျိုးသူမျိုးသားတိုင်းမှာလည်းလက်နက်ကိုစီရှိကြပါတယ်။ Caracas ရဲ့လူတက်မှုနှုန်းကလည်းတစ်ကမ္ဘာလုံးမှာနံပါတ်1ကိုချိန်နေပါတယ်။စက္ကန့်နဲ့အလိုက်ကိုမှလူတွေတေဆုံးနေရတာပါ။လူမတည်တဲ့ရဲဆိုတာဒီမျိုးမှာမရှိပါဘူး။တစ်နှစ်မှာအနေဆုံးလူ3သိန်းလောက်တည်ပါတယ်။မျိုးရဲ့အထာကိုမသိတဲ့ကဘာလက်ခီးသွားတွေဂျာနယ်လစ်တွေကတော့မျိုးကအပြန်မှာအသက်ပါဖို့ကိုစူတောင်းပြီးတော့တွားတင်တဲ့မျိုးတစ်မျိုးလဲလူတွေကသတ်မှတ်ထားကြပါတယ်လူသက်သမားတွေပြန်ပေးဆွဲတဲ့သူတွေပြည့်နေနေ့ရက်တိုင်းဟာအန်ရီတွေပြည့်နေကိုဖြစ်နေမယ်ဆိုရင်တော့တက်စင်ကားပြီးရင်တော့မှတင်ကန်ကောင်းရင်တစီသမားကလူသက်သမားဖြစ်နေနိုင်ပါတယ်စားတောက်ဆိုင်မှာညစာထပ်ဆွားရင်တော့မှတတိမထားမိရင်အဲ့ဒီညစာကတင်းအတွက်နောက်ဆုံးညစာဖြစ်သွားနိုင်ပါတယ်မတော်တဆများ Carrasque ကိုတွားခဲ့မယ်ဆိုရင်တော့ညဘက်တိကိုမှအပြင်မှာမနေပါနဲ့မိတ်ဆွေအဖိုးတဲ့ပစ္စည်းတွေလည်းထုံမွေပါနဲ့လူတွေရဲ့မျက်စိချင်းမစုံလေကောင်းလိပါပဲညဘက်ပြင်ကိုခြေတလန်းလှမ်းတာကတင်းရဲ့အသက်ကိုဓာပြပေါ်မှာတင်ပြီးတော့စော်ကစားနေတယ်လို့ပါပဲအာနာပိုင်တွေကလည်းစ조사ထိန်ချုပ်ပေမဲ့လို့လုံးဝကိုမှမထိရောက်ပါဘူးလူသက်မှုဖြစ်ပွားနှုန်းကလည်းနေစဉ်နဲ့အမျှကိုမှတိုးတက်နေစေဖြစ်ပါတယ်ခီးသွားတွေကိုတတ်တာတွေမဟုတ်ပဲနဲ့မြို့နေလူချင်းချင်းလည်းတတ်ကြပါသေးတယ်နေစဉ်နေတိုင်းကလေးတွေတေဆုံးသွားလို့ငိုကြွေးနေတဲ့မိခင်တွေရဲ့ငိုတန်တွေကိုလည်း Caracas မြို့ရဲ့အနေအနှံ့ပြားမှာကိုကြားနေရပါတယ်လင်ယောက်ျားတည်သွားလို့မိုးဆိုးမှဖြစ်သူတွေစားစရာမရှိလို့အမိုက်ပုံတွေကိုရှာရင်းနဲ့လူမကိုင်းတွေကိုတိုးလို့အပြင်းပြအသက်ခံလာရတဲ့သူတွေဆိုတာလည်းမမြင်ချင်မှအဆုံးပဲဖြစ်ပါတယ်လူတွေလောင်းတွေကိုလမ်းပေါ်မှာတွေ့ရတာဟာလည်းရိုးနေတဲ့မြင်ကွင်းဖြစ်ပါတယ်ဘာမှမဟုတ်တဲ့ချုပ်ချင်းလေးတစ်လုံးအတွက်နဲ့လည်းအသက်ပေးလိုက်ရနိုင်ပါတယ်စင်းရဲမွဲတေမှုတွေမပပျောက်သေးပဲအချုပ်ချာအာဏာမတည်တည်ရတော့ Caracas မြို့လေးဟာနာမည်ဆိုးနဲ့ကိုကြော်ကြားနေုံမှလည်းဖြစ်ပါတယ်ဒါပေမဲ့လို့ Miss Universe အများစုက Caracas သူတွေပါ Caracas ရဲ့တဘာဝပတ်ဝန်းကျင်ကလှပတယ်လို့ Caracas သူတွေကလည်းပြန်ငေးရလောက်အောင်ကိုလှပလွန်ကြပါတယ်စွန်စားရတာကြိုက်တဲ့ကဘာလဲခီးသွားတွေကတော့လှပလွန်တဲ့၎င်းမျိုးကိုမကြောက်မလန့်ကိုမှတွားနေကြတော့ပဲဖြစ်ပါတယ်ပရိသတ်တို့ကရောအလှပနဲ့ပြစ်မှုတွေရောပြောနေတဲ့လူသက်သမားအပေါ်ဆုံးမျိုးကိုတွားရကြပါတလားနော်ကွန်မန့်လေးမှာလည်းဆွေးနွေးပေးခဲ့ကြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ